ဘူးတာဦးလေးရဲ့လက်ဆက်တက်တော့ဦးလေးကဒီမှာလာအိတ်နေတာဟို နင်းလေကမြန်မာလူကြီးတည်နေတာ တေးကြရင်မောင်ပြူတတက်ခံတာပဲဖြစ်မယ် အဲ့ဒီတယောက်က အဲ့ဒီပုဂ္ဂိုလ်ကတော့နည်းနည်းဘေးဒီဆန်တယ်ပြောပြအောင်သူ့ချက်ကဒီလိုလေး ရုံးဖို့မယုံနိုင်ဘူးတကယ်ဗျာအခုအသက်ခံရတဲ့နှစ်ယောက်လုံးကလေကျွန်တော်နဲ့လက်ရင်တို့တငယ်ချင်းတွေဗျာအဲ့ဒါကြောင့်ကျွန်တော်တကယ်စိတ်မကောင်းဘူးဗျာ စင်ကောင်းရပါနော် ပြီးတော့လေသူ့အခန်းထဲမှာပဲစုံတော့နှစ်ကောင်စစ်စင်းနေလို့အသက်ခံလိုက်ရတာလေဗျာဟာဒီကောင်တွေဘယ်လောက်တော့သုံးမကြလဲဗျာအဲ့ဒီကွင်းဆက်ထဲမှာကျွန်တော်လည်းပါနေတာဆိုတော့ကျွန်တော်ဘက်ကအခုလှည့်လာတော့မှကျွန်တော်စိုးရိမ်နေတယ်ဆရာကျွန်တော်ကူညီမအောင်လို့ ဦးလေးဘာမှစိတ်မပူပါနဲ့ကျွန်တော်အရင်တစ်ခေါက်ကတော့မျိုးကျွန်တော်တို့ကဦးလေးပြောတဲ့စောက်ထုံနေမဟုတ်ပါကျွန်တော်တို့က professional ဆုံးတော့တယ်ဦးလေးအသက်အန္တရာယ်ကင်းမို့ကျွန်တော်တို့ပြောသလိုနေရမယ်ထိုင်ရမယ်စားရမယ်သွားရမယ်လာရမယ်ပေါ့ပါအဲ့တော့မောင်ပြူဦးလေးကငါတို့အနီးကတေချာစောင့်ကြည့်ဦးလေးကိုအနီးကတေချာစောင့်ကြည့်နေဦးလေးရာဘယ်လိုဖြစ်သွားရတာလဲလို့ကျွန်တော်တို့စောင့်တုံနေပါဦးလေးရာဦးလေး